ဆက်လက်ပြီးအစီအစဉ်အရပြီးဒီနဲ့ဂေးဒီတန်းမှာကျောင်းသူများမှအဖြူရောင်တန်းစင်တစ်ချင်းဖြင့်ကပြဖျော်ဖြေမှာဖြစ်တဲ့အတွက်စောင့်မျှော်ရှုစားအားပေးကြပါဦးခင်ဗျာ